စနေသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါစနေသားသမီးမိတ်ဆွေများအတွက်တပတ်တာကာလမှာတွေ့ကြရမယ့်ကံကြမ္မာအစိုးကောင်းများအတွက်ဒုက္ခကျေဝင်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖန်ကြပေးမှာဖြစ်ပါတယ်ဒီဒုက္ခကျေဝင်တဲတော်ဟောစတန်လေးကိုအပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်အားဖြင့်ဆိုရင်တော့တင်ပေးနေကြဖြစ်ပါတယ်အဲ့တော့ဟောစတန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုသတင်းစကားလေးပြောချင်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မှော်ပြီးတိုးဂိတ်နားမှာကိုလုံးကွင်းမှတ်တိုင်ကြည့်တယ်ကိုလုံးကွင်းမှတ်တိုင်ရနေပြီးတော့အနှဲငယ်ဝင်လိုက်လို့ရှိရင်ပိန်းနေကုန်းဆိုတဲ့ရွာရှိပါတယ်အဲ့ဒီပိန်းနေကုန်းရွာမှာဒါကျွန်တော်တို့ရဲ့အယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်အဲ့တော့အယူတော်မင်္ဂလာချမ်းကိုအပတ်စဉ်ဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့နေ့တွေမှာပိတ်ရက်မရှိဖွင့်ပေးနေပါတယ်နောက်တိုးချင်းတယောက်ချင်းလိုက်ကံမြင့်အောင်ကံကောင်းအောင်တည်တံ့ပြုလုပ်ရတဲ့နဝင်းပွဲရရတွေနော်အဲ့ဒါတွေကိုအပတ်စဉ်စနေနေ့မနေ့8နာရီမှာပြုလုပ်ပေးနေခြင်းဖြစ်ပါတယ်အဲ့တော့နဝင်းရရခြေခြင်းတဲ့လူတွေကတော့စနေနေ့မနေ့8နာရီကိုအရောက်လာခဲ့ရမှာဖြစ်ပါတယ်တိုးချင်းတယောက်ချင်းလိုက်တည်တံ့တွက်ချက်ပြုလုပ်ရတဲ့နဝင်းပွဲရရကြီးဖြစ်တဲ့အတွက်နဝင်းရရခြေခြင်းတဲ့လူတွေကတော့ကြိုတင်စရင်ပေးသွင်းရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေမှာမပြင်းမတဲ့ခင်မွန်းကြီး10ပါးဆိုတာရှိပါတယ်ဖျားစားကြည့်တဲ့ခင်မွန်းကြီး10ပါးကိုကာယကံဝစီကံမနောကံတွေနဲ့ပြင်းမကျူးလွန်တဲ့အပြစ်တွေရှင်ဝင်ချရပါတယ်တောင်းပန်ရပါတယ်အဲ့လိုမျိုးအပြစ်တွေကျူးလွန်ထားရင်မိမိတို့ရဲ့ကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်တော်ရေးတွေမှာကမောက်ကမဖြစ်သေးပါတယ်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်ခင်မွန်းကြီး10ပါးကိုတောင်းပန်တယ်ကြော့တယ်အပြစ်တွေကြေးတယ်ခင်မွန်းကြီး10ပါးတောင်းပန်ကြော့တယ်အလှရရပွဲကြီးမှာပါဝင်ပြီးတော့ရရခြေခြင်းနဲ့ဆိုရင်တော့တနင်္ဂနွေနေ့မနေ့7နာရီမှာအရောက်လာခဲ့ရမှာဖြစ်ပါတယ်။ဘာတွေယူလာခဲ့ရမလဲဆိုရင်ဘာမှယူလာစရာမလိုပါဘူး။ခင်ဝင်းကြီးတွေပါတော့ဓမ္မန်ကြောတဲ့တစ်သီးတွေအားစားတစ်သီးပွဲတွေအားစားအယူတော်မင်္ဂလာချံကပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်ဓာတ်ကြီးလေးပါးရရရှိပါတယ်။အပတ်စဉ်အင်္ဂါနေ့ညတိုင်းပြုလုပ်ပါတယ်။အင်္ဂါနေ့ညမှာဓာတ်ကြီးလေးပါးရရလာချေခြင်းတဲ့လူတွေကတော့ကျွန်တော်တို့အယူတော်မင်္ဂလာချံကိုအင်္ဂါနေ့ညနေ4နာရီ5နာရီလောက်အရောက်လာခဲ့ရမှာဖြစ်ပါတယ်မှတ်ပုံနေနဲ့တရားရှည်လုံးပရိကိုယူဆောင်လာမှာဖြစ်ပါတယ်အဲ့တော့အယူတော်မင်္ဂလာချမ်းမှာအဲ့ဒီရေရာတွေလာချင်ဘယ်လောက်ပေးရမှာလဲရေရာကျဲတွေဘယ်လောက်ပေးရမလဲဆိုရင်တပြားတစ်ချက်မှပေးစရာမလိုပါဘူးမေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့ထမင်းကျွေးလက်ဖက်ရည်တိုက်ပြီးတော့အခမဲ့ရေရာခြေပေးနေတဲ့ရေရာမြေဖြစ်ပါတယ်နော်ဒါအားလုံးသိအောင်ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကာလာကြာလေးပေါ့ရန်နာထားတဲ့ online ကနေပြီးတော့ဘေးရင်မေးတဲ့အစီအစဉ်တွေကိုတော့အခုပြန်ဖွင့်ပါပြီအဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကြီးတယ်နိုင်ငံသားတိုင်းပြည်တွေကိုရောက်နေတဲ့လူတွေကဘေးရင်မေးကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ယူရောမင်္ဂလာချန်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့399692 355 ဆိုတဲ့နံပါတ်ရဲ့ Viber နေပြီးတော့စာရေးသားဆက်သွယ်ပြီးတော့ဘေးရင်မေးလို့ရပါတယ်ဆရာရေဘေးရင်မေးခြင်းလို့ပါအိမ်ရောက်ထွက်ခြင်းလို့ပါကားရောက်ထွက်ခြင်းလို့ပါနိုင်ငံခြားကိုသွားခြင်းလို့ပါနော်ဘာညာပေါ့ကိုယ့်ရဲ့အရေးကိစ္စတွေပေါ့အိမ်တော်ရေးအဆင်မပြေလို့ပါစသဖြင့်ကိုယ့်ရဲ့ကိစ္စတွေကိုစာရေးသားပေးပို့ပြီးတော့ဘေးရင်မေးမြန်းလို့ရပြီဖြစ်ပါတယ်နောက်လစဉ်24ရက်နေ့တိုင်းပြုလုပ်တဲ့ဘေးရင်လက္ခဏာဆရာပြည့်တင်တန်းကိုကျွန်တော်တို့ဒီလ4လပိုင်းမှာနားပါတယ်9လပိုင်း24ရက်နေ့မှာဖွင့်လှစ်မယ်ဘေးရင်လက္ခဏာဆရာပြည့်တင်တန်းအတွက်ကြိုတင်ပြီးတော့စာရင်းပေးထားလို့ရပါတယ်တင်းမြင့်ဆောင်နှင်းမြင့်ဆောင်သုံးမြင့်ဆောင်မှာတင်တန်းဆင်းသွားတဲ့ဆရာကျမတွေမွန်းမှန်စပါပြီအယူတော်မင်္ဂလာချန်ရဲ့မွန်းမှန်တင်တန်းမှာလာပြီးတော့တင်တန်းတက်လို့ရပြီဖြစ်ပါတယ်အဲ့တော့ဆရာကျမတို့ဒီကပဲအကြောင်းကြားခြင်းဖြစ်ပါတယ်เนาะအဲ့တော့စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ကကြတော့မျောစဉ်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်မျောစဉ်ကကြတော့ဒီအဆောက်အုံတစ်ခုကိုမိုးကြိုးပစ်လိုက်တာပေါ့เนาะအဆောက်အုံတစ်ခုကိုမိုးကြိုးပစ်လိုက်တဲ့အခါကျတော့ကျွန်တော်မျောစဉ်ကပြိုကျတာပေါ့ပြိုကျပြီးတော့ခေါင်ကိုကြီးကပွင့်သွားတယ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့နမိတ်တိုင်းဆိုရင်တော့ရုပ်တရက်မမျောလင်းတဲ့တဘာဝဘေးရန်တွေကြောင်းတဲ့မြို့ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအခက်အခဲတွေဖြစ်တာဆုံးရှုံးမှုတွေဖြစ်တာရပ်တန့်တာအဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်တဘာဝဘေးရန်တွေရေဘေးတို့နော်အဲ့ဒါမျိုးဘေးရန်တွေအထူးသတိထားတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်မမျောလင်းမနဲ့ဘေးရန်တွေကြုံတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့လုပ်ငန်းတွေကတော့ဒီချိန်မှာထပ်ပြီးတော့စီးပွားရေးလုပ်နေတဲ့အလုပ်တွေလုပ်ငန်းဆောင်တာတွေကိုထပ်ပြီးတော့တိုးချဲ့တင်သလားပုံမှန်တိုင်းလေးသွားတင်သလားဆိုရင်အဖက်ကနေပြီးတော့အခက်အခဲလေးတွေကြုံတတ်တယ်ကိုကတိုးချဲ့မယ်လို့စိတ်ကူးနေရင်တော့မှတိုးချဲ့တဲ့အနေအထားကိုမရောက်ဘဲနဲ့ရပ်တန့်တယ်လို့ဖြစ်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေကဒီချိန်မှာလက်ရှိစီးပွားရေးတွေလက်ရှိလုပ်ငန်းတွေကိုအရင်အမြင့်တဲ့မြင့်အောင်တိုးတက်အောင်မဖြစ်ရင်တော့မှပေါ့နော်အဲ့လက်ရှိရထားတဲ့အခြေအနေလေးတွေတိမ်ပါမသွားအောင်ရော့မသွားအောင်ထိမ့်သိမ့်ပြီးတော့ကြိုးစားအထောက်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်
နံပါတ်1ကနံပါတ်2ကမိသားစုအကြီးအကဲတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်မိသားစုအကြီးအကဲတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေရှိတယ်နောက်တစ်ခုကအလုပ်ထမ်းမှာဆိုရင်လည်းအကြီးအကဲကကိုယ်မကြာခဏခေါ်ပြီးတော့ဖိအားပေးတာတွေပြဿနာရှာတာတွေကြောင့်မွန်းကျက်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်အဓိကတော့အကြီးအကဲတွေနဲ့အစင်မပြေဖြစ်တတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက်စနေသားသမီးတွေအတွက်အိမ်မှာဆိုရင်လည်းမိဘအကြီးအကဲတွေနဲ့အစင်ပြေအောင်နေထိုင်သင့်တယ်နောက်အလုပ်ထဲမှာဆိုရင်လည်းကိုယ့်အလုပ်ထဲကအကြီးအကဲတွေနဲ့အစင်ပြေအောင်ကြိုးစားပြီးတော့နေထိုင်တဲ့အချိန်ကာလဖြစ်တယ်အထက်လူကြီးအရာရှိတွေနဲ့အစင်ပြေအောင်တက်နိုင်တော့ကြိုးစားအားထုတ်ပြီးတော့နေထိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်စက်တူလုပ်ငန်းတွေဆရာလုပ်ငန်းတွေပူးတွဲပေါင်းဆက်လုပ်ငန်းတွေတိတိကျကျတိဆောက်ထားပြီးတော့မှစက်တူဆရာကိစ္စတွေတယောက်နဲ့တယောက်နားလည်မှုတွေလွဲပြီးတော့ဒီအုပ်စုတွေကွဲသွားတဲ့အဖြစ်အပျက်မျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလမှာစက်တူလုပ်ငန်းမကောင်းဘူးဆရာလုပ်ငန်းမကောင်းဘူးပူးတွဲပေါင်းဆက်တဲ့လုပ်ငန်းတွေမကောင်းဘူးအထက်လူကြီးဆရာသမားတွေနဲ့ပြောဆိုဆွေးနွေးညှိနှိုင်းတိုင်ပင်ရမယ့်ကိစ္စတွေချင်းလည်းဒီကာလတွေမှာမလုပ်သင့်မနဲ့နောက်ကိုနည်းနည်းလေးရွှေ့ဆိုင်သင့်ပါနောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဒူဝင်ကျဲဆိုတဲ့နမိတ်ကြတာပေါ့နော်ဒူဝင်ကျဲကတော့အင်မတန်မှကောင်းပါတယ်မိသားစုကဏ္ဍဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကြတော့အကူအညီကောင်းတွေရတတ်တယ်အထောက်ပံ့ကောင်းတွေရတတ်တယ်စနေသားသမီးတွေရဲ့လူမှုရေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့တက်လာပါတဲ့ပျော်ရွှင်ရတာပေါ့နော်လူချစ်လူခင်များမယ်ပေါင်းသင်းသက်ဆိုင်တွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုကိုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူမှုရေးကတော့တော်တော်လေးကောင်းပါတယ်နာမည်ကုန်သတင်းတွေလည်းကြော်ကြားတတ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့သူကရုပ်တရက်မမျှော်လင့်မနဲ့ငွေကြေးဆုံးရှုံးတာဖြစ်တတ်တယ်ငွေရုပ်တရက်မမျှော်လင့်မနဲ့ငွေကြေးနစ်မြုပ်သွားတာမျိုးတွေဖြစ်တတ်တယ်နောက်စနေသားသမီးတွေကိုအထူးအကြံပေးချင်တာတော့ပတ်စံချီတာငှားတာအာမခံတာလုံးဝမလုပ်သင့်ဘူးလောင်းသားတန်တန်လုပ်ရတဲ့အလုပ်တွေမသေးကြမရေရဘဲနဲ့စွန့်စားလုပ်ကန်ရတဲ့အလုပ်တွေမှာဆိုရင်စနေသားသမီးတွေအတွက်မလုပ်သင့်ဘူးမလုပ်ထိုက်သေးဘူးအခြေအနေကိုစောင့်ကြည့်သင့်တယ်အကဲခတ်သင့်တယ်လို့အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်နောက်ကျမ်းမာရေးကတော့ကြတော့စနေသားသမီးတွေအတွက်ဖြစ်တတ်တဲ့ယောဂတွေကြတော့ဘာဖြစ်တတ်လဲဆိုအာရုံကြောအားနေတာတွေဖြစ်တတ်တယ်အာယုံကြောအားနေတာတွေဖြစ်တတ်တယ်လေဖြတ်တယ်လို့ခံစားတာမျိုးတွေကြုံရတတ်တယ်ကျန်နောက်တစ်ခုကအိမ်မက်ဆိုးတွေမက်တတာမျိုးတွေဖြစ်တတ်တယ်အိမ်မက်မကောင်းပေါ့နော်အိမ်မက်ရာမက်တွေမကောင်းအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ကျမ်းမာရေးကတော့အရန်စိုးစိုးရွားရွားအညံ့ခိုက်တွေကြီးကြီးမားမားအညံ့ခိုက်တွေတော့မရှိပါဘူးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထူးထူးခြားခြားအဆင်ပြေဖို့ကံကောင်းမှုရှိပါတယ်အခြေအနေတော်ရေးနဲ့ပတ်သက်ရင်တော့ရှင်ပြန်ထမြောက်ဆိုတာသေအားနေပြန်ရှင်းတာပေါ့နော်သေအားနေပြန်ရှင်းတယ်ဆိုတော့အဟောင်းနေပြန်ရှင်းတတ်တဲ့ကံတရားမျိုးဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ချစ်သူဟောင်းနဲ့ပြန်ပြီးတော့အဆက်အသွယ်ရတာမျိုးဖြစ်တတ်တယ်ကိုယ့်ရဲ့အိမ်အောင်တွေကွဲကွာနေတဲ့အိမ်အောင်တွေနဲ့ပြန်ပြီးတော့အဆင်ပြေတာမျိုးတွေဖြစ်တတ်အဲ့တော့အခြေဟောင်းအခြေဟောင်းအိမ်အောင်ဘဲဟောင်းနေနဲ့စုံသီးပြီးတော့တခါပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တယ်နားလည်မှုရသွားတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကံတရားရဆိုရင်တော့သူကအကောင်းလားအဆိုးလားဆိုရင်တော့ကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်မဆိုးကောင်းတယ်ပေါ့နော်အဓိကလုပ်ငန်းတွေတော့မတိုးချက်နေအောင်လက်ရှိအခြေအနေတဲ့မိမ့်မသွားအောင်စောင့်ဂရုစိုက်တင်တယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့စွန်စားလုပ်ကန်တဲ့လုပ်တွေဆိုရင်ရှောင်ရှားတင်တယ်ပေါ့နော်ဒါတော့စနေသားသမီးတွေအတွက်တပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာတွေကိုတဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်စနေသားသမီးတွေစနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်ဆိုရင်ညီညိုရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်3စာ6ဆုံးတို့6စာ3ဆုံးတို့စတဲ့နံပါတ်တွေဟာအကျိုးပေးတဲ့နံပါတ်တွေဖြစ်ပါတယ်ညောင်မင်းကြီးတွေအောက်မှာဖျောင်းနိုင်မွေးတိုင်းထုံးပြီးတော့ဆူတောင်းလိုက်ပါကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတလုံးတော်ပါတဲ့ရရှိနိုင်ပါစေကျန်တဲ့အောင်လို့စောင်းနိုင်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့တာပေးလိုက်ရပါတယ်